တော်တို့အားလုံးဟာလူတွေကိုပိုပြီးနားလည်ချင်ကြတယ်အပေါ်ယံထပ်ပိုပြီးမြင်ချင်ကြတာပေါ့ဒါပေမဲ့ဒီလိုဖုံးကွယ်ထားတဲ့ message တွေကိုအတိတ်ပဲဖော်ပြီးဘသူကိုမဆို9မိနစ်အတွင်းမှာစာအုပ်တအုပ်လိုဖတ်တတ်အောင်လုပ်နိုင်မယ်ဆိုရင်ကောဒီဗီဒီယိုကနေလူတွေရဲ့အမှုအကျင့်တွေကဖုံးကွယ်နေတဲ့ဘာသာစကားတွေကိုဖွင့်ထုတ်ပေးသွားမှာဖြစ်ပြီးစကားမပြောဘဲပြနေတဲ့အချက်ပြချက်တွေကိုအတိတ်ပဲဖော်ဖို့ရိုးရှင်းပေမဲ့ထိရောက်တဲ့နည်းလမ်းတွေကိုပြောပြပေးသွားမှာပါပထမဆုံးအနေနဲ့သင်မြင်နေရတဲ့အရာတွေအကြောင်းပြောကြရအောင်ကိုနေဟန်ထားကိုတတိထားကြည့်ပါမရက်တာဒါမှမဟုတ်ထိုင်တာဟာကိုယုံကြည်မှုရှိတာကိုပြတယ်ပခုံးတွန့်တာဒါမှမဟုတ်ကုန်းလေးဖြစ်နေတာဟာယုံကြည်မှုနည်းနေတာကိုပြနေတတ်ပါတယ်လက်လှုပ်ရှားမှုတွေကိုကြည့်ပါလက်တွေကနာမငြိဖြစ်နေတာကစိုးရင်စိတ်ရှိတာကိုပြနိုင်ပေမဲ့လက်ဖွားတွေကိုဖွင့်ပြထားတာကတော့ယူသားမှုကိုပြတယ်လက်တွေခြေထောက်တွေကိုပိုက်ထားတာဒါမှမဟုတ်ချိတ်ထားတာမျိုးရှိမရှိသတိထားကြည့်ပါဒါတွေဟာတစ်ဖက်လူကစိတ်ပိတ်ထားတယ်ဆိုတဲ့သဘောကိုပြနေတာပါမျက်နှာပေါ်မှာဆိုရင်တော့မျက်ခုံးတွေကိုကြည့်မျက်ခုံးပင့်တာဟာအံ့ဩတာစိုးရင်တာဒါမှမဟုတ်အချီနေနဲ့မလိုက်ပဲဖြစ်နေရင်စိတ်မသက်သာဖြစ်တာမျိုးကိုပြပါတယ်တကယ်အပြုံးစစ်ဆိုတာမျက်လုံးအထိရောက်ပါတယ်မျက်တောင်သားမှာအရေးအကြောင်းလေးတွေဖြစ်လာတတ်တာမျိုးပေါ့နောက်ဆုံးအနေနဲ့သူတို့ရဲ့မီးစီနဲ့မီးယိုးကိုကြည့်ပါမီးစီကိုပုတ်နေတာဟာအလေးနဲ့စဉ်းစားနေတာကိုပြပြီးမီးယိုးကိုတင်းထားတာကတော့စစ်ဖြစ်စီနေတဲ့လက္ခဏာပါဒီမြင်ရတာတွေအပြင်သူတို့ဘယ်လိုပြောသလဲဆိုတာကိုပါနားထောင်ပါဘာပြောသလဲဆိုတာတခုတည်းမဟုတ်ပါဘူးဒါကို para language လို့ခေါ်ပါတယ်အတန်ကတပြေးညီတဲ့ဖြစ်နေရင်စိတ်မဝင်စားတာကိုပြနိုင်ပြီးတရောတဲ့လေတံကတော့သူတို့ရဲ့တကယ့်ရည်ရွယ်ချက်အမှန်ကိုဖော်ပြနေတတ်ပါတယ်မျက်လုံးချင်းစုံတာကိုလည်းသတိထားပါအရန်စိုက်ကြည့်နေတာဟာချစ်ခင်မျက်နှိုးတာဒါမှမဟုတ်စိတ်မသက်မသာဖြစ်တာကိုပြနိုင်ပြီးမျက်လုံးချင်းရှောင်တာကတော့စိုးရိမ်နေတာဒါမှမဟုတ်တခုခုဖုံးကွယ်ထားတာမျိုးဖြစ်နိုင်ပါတယ်စိုက်ကြည့်နေတော့မှမျက်တောင်မခတ်တာဟာလိန်ညာနေတာမျိုးတော့ဖြစ်နိုင်ပါတယ်တင်းနေတဲ့လှုပ်ရှားမှုလေးတွေကိုလည်းကြည့်ပါဘေးကိုခဏဝေးကြည့်တာဟာအဲ့ဒီအခြေအနေကနေထွက်သွားချင်တာကိုပြပြီးခေါင်းကိုအလွန်ကြုံညှိပြနေတာကတော့တကယ်သဘောတူတာမဟုတ်ပဲအတိမပြုတ်ခံခြင်းနဲ့စိုးရိမ်စိတ်ကြောင့်ဖြစ်နိုင်ပါတယ်လက်နှစ်ဖက်ကိုပုတ်နေတာမြင်ရင်တော့ဒါဟာတခုခုကိုစိတ်လှုပ်ရှားစွာနဲ့မျောလင့်နေတာကိုပြတာပါတခြားသူတွေကိုအကောင်းမြင်တတ်သူတွေဟာကိုယ်တိုင်လည်းအဲ့ဒီအရေးချင်းကောင်းတွေရှိတတ်ကြပြီးတခြားသူတွေကိုအမြင်ဝေဖန်နေတတ်သူတွေကတော့ကိုယ်မှာရှိတဲ့ပြဿနာတွေကိုတခြားသူတွေစီပုံချနေတာမျိုးဖြစ်နိုင်ပါတယ်ရုပ်ပိုင်းဆိုင်ရာနီးကပ်မှုကိုကြည့်ပါအရှိကိုကိုင်းပြီးနားထောင်တာဟာစိတ်ဝင်စားမှုနဲ့လေးစားမှုကိုပြပြီးအနောက်ကိုစုပ်တာကတော့စိတ်မသက်သာဖြစ်တာဒါမှမဟုတ်စိတ်မဝင်စားတာကိုပြပါတယ် mirroring လို့ခေါ်တဲ့တစ်ဖက်လူရဲ့အမှုအကျင့်ကိုလိုက်လုပ်တာမျိုးရှိမရှိကြည့်ပါတင်လုပ်တယ်လို့သူတို့ကမသိစိတ်ကနေလိုက်လုပ်နေရင်ဒါဟာတင့်ကိုစိတ်ချပြီးရင်းနှီးတယ်လို့ခါရတဲ့လက္ခဏာပါပဲလက်ဆွဲနှုတ်ဆက်တာကတော့အများကြီးပြောပြနိုင်ပါတယ်ပြောဖက်နေတဲ့လက်ဆွဲမှုဟာအလျှော့ပြီးတက်တာကိုပြပြီးအရန်တင်းကျပ်တဲ့လက်ဆွဲမှုဟာလွှမ်းမိုးချင်တဲ့စရိုက်ကိုပြနေတတ်ပါတယ်နောက်ဆုံးအနေနဲ့သူတို့ရဲ့အသွင်ပြင်ကိုကြည့်ပါဝိစားစီမှုမှာအသီးစိတ်ကြီးစိုက်တာဟာအလုံးမှာလည်းအသီးစိတ်ကျနှံ့သူဖြစ်နိုင်ပြီးဝိပုံစားပုံကတုတ်ပြီးစီးစနစ်မကြတာဟာတီထွင်ဖန်တီးမှုအားကောင်းတာဒါမှမဟုတ်တခြားသူတွေရဲ့အမြင်ကိုဂရုမစိုက်တာမျိုးဖြစ်နိုင်တယ်သူတို့စိတ်လက်ပေါ်ဝါနေချိန်မှာဘလို့စကားပြောတယ်လဲဘလို့ရက်တယ်လဲဘလို့တုံ့ပြန်တယ်လဲဆိုတာကိုအရင်သိထားရပါမယ်သူတို့ရဲ့ပုံမှန်အမှုအကျင့်တွေကိုသိသွားပြီဆိုရင်အဲ့ဒီတဲကနေဖောက်ထွက်လာတဲ့အမှုအရာမှန်သမျှဟာအရေးကြီးတဲ့သဲလုံးစက်တွေပါပဲဥပမာလူတစ်ယောက်ဟာပုံမှန်ဆိုရင်မျက်လုံးချင်းသေချာစိုက်ကြည့်တတ်ပြီမယ်အကြောင်းအရာတစ်ခုကိုပြောတဲ့အခါမျက်လုံးချင်းရှောင်သွားရင်ဒါဟာအချက်ပြချက်တစ်ခုပါပဲအခြေအနေကိုအမြဲထည့်စဉ်းစားပါဟာတာကလပ်တစ်ခုမှာကြောက်လို့ရေတာဟာပုံမှန်ဖြစ်နိုင်ပြီမယ်အရေးကြီးတဲ့အစည်းအဝေးမှာအဲ့ဒီလိုရေတာမျိုးဟာပုံမှန်မဟုတ်တဲ့အမှုအရာဖြစ်ပါတယ်ဒီလိုစနစ်တကျကြီးတာကမလိုအပ်တဲ့အချက်လက်တွေကိုဖေထုတ်ပြီးတကယ်အရေးကြီးတဲ့အရာတွေကိုပဲအာရုံစိုက်နိုင်အောင်ကူညီပေးမှာပါဒါဆိုဒါတွေကို9မိနစ်အတွင်းမှာဘလို့အသုံးချမလဲပထမဆုံးစက္ကန့်30မှာသူတို့ရဲ့ baseline ကိုမြန်ဆန်သတ်မှတ်ပါစက္ကန့်30ကနေ90အတွင်းမှာသူတို့ရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့မျက်လုံးချင်းစုံတာကိုအာရုံစိုက်ပါစက္ကန့်90ကနေ150အတွင်းမှာတော့သူတို့ရဲ့အတန်ထားနဲ့လက်ဟန်ခြေဟန်တွေကိုနားထောင်ကြည့်ရှုပါစက္ကန့်150ကနေ210ကြားမှာတော့အခြေအနေကိုထည့်စဉ်းစားပြီးသူတို့ရဲ့ပုံမှန်အမှုအကျင့်တွေကနေလွဲချော်နေတာမျိုးရှိမရှိရှာဖွေပါ9မိနစ်ပြည့်တဲ့အခါမှာတော့တင်ရှိကလူနဲ့ပတ်သက်ပြီးမှန်ကန်တဲ့ကောက်ချက်တွေချနိုင်ဖို့အချက်လက်တွေအများကြီးရနေပါလိမ့်မယ်ဒါဟာစိတ်ဖတ်တာမျိုးမဟုတ်ပါဘူးအမှုအကျင့်ပုံစံတွေကိုမမိအောင်လုပ်တာပါလူတွေကိုဖတ်တတ်တာဟာတစ်ဖက်လူကိုလဲစားဖို့မဟုတ်ပါဘူးကိုစွမ်းဆောင်ရည်မြင့်တင်ဖို့ပါဒါဟာကိုကာကွယ်ဖို့ပိုပြီးခိုင်မာတဲ့ဆက်ဆံရေးတွေတည်ဆောက်ဖို့နဲ့လူသားတွေရဲ့သဘောတဘာဝကိုပိုပြီးနားလည်ဖို့အတွက်ဖြစ်ပါတယ်ဒီဘ ഹു တုတတွေကတင့်ကိုလောကအလယ်မှာရှင်းလင်းပြတ်သားစွာနဲ့ယုံကြည်မှုရှိဖြတ်တန်းနိုင်အောင်ကူညီပေးပါလိမ့်မယ်